ကနေပြီးတော့ပြောပါတယ်ဒီလိုဟောပြောပွဲတွေလုပ်တဲ့အခါကျတော့ရှိလို့ရှိရင်ပြည်သူလူထုရဲ့မေတ္တာကိုခံယူပြီးမှစပါဆိုလို့ကျမတို့ပေါ်မှာမေတ္တာထားပြီးတော့လုပ်ကြပါလို့ကျမတို့ကမေတ္တာခံယူပြရစေလို့စပြီးတော့ပြောပြရစေကျမတို့အနေနဲ့လည်းပြည်သူကိုအမြဲပဲမေတ္တာပို့လျက်ရှိပါတယ်ပြီးတော့ဒီမှာရှိတဲ့လူလူပိဋကကလည်းတယောက်ပေါ်တယောက်နည်းနည်းနားလည်မှုရှိကြပါဒီလိုမိုးလေလေထဲမှာလာပြီးတော့နားထောင်ရတယ်ဆိုတာလွယ်တာမဟုတ်ပါဘူးဒါနဲ့ကျမတို့ဟာဘယ်လောက်ရှိကားရှိတယ်ဘယ်လောက်အနစ်နာခံနိုင်တယ်တယောက်ပေါ်တယောက်ဘယ်လောက်နားလည်မှုရှိတယ်ဆိုတာကိုကျမတို့ပြဖို့လိုပါတယ်နိုင်ငံတိုင်းဟာမိမိတို့ရဲ့ယဉ်ကျေးမှုနဲ့မိမိတို့ရဲ့စနစ်အထူးဖြင့်အများပြည်သူရဲ့ဆန္ဒအရာတည်ထောင်ထားတဲ့စနစ်ဆိုရင်အဲ့ဒီစနစ်တွေကိုညှဉ်းနှိုးတယ်သူတစ်ပါးတွေဝင်ပြီးတော့လိုက်ပြီးတော့မစွတ်ဖက်တာတွေပါတွေမကြိုက်ဘူးဆိုတာဒါတော့မှတ်ပါတယ်အဲ့ဒါကြောင့်မလို့သူတစ်ပါးရဲ့ပြည်တွင်းရေးမှာဝင်လို့တော့မစွတ်ဖက်ပါနဲ့လို့ပြောတဲ့စကားမှလုံနေပြီးဆိုမှဖြင့်ဒီနိုင်ငံရဲ့ပြည်တွင်းရေးနဲ့ဘယ်လို့မှမကင်းတော့ဘူးဘာဖြစ်လို့လဲဆိုတော့ဒီနိုင်ငံမှာစီးပွားရေးလုပ်တယ်ဆိုလို့ရှိရင်ဒီနိုင်ငံရဲ့ပြည်သူလူထုနဲ့ထိတွေ့ပြီးတော့လုပ်နေရတာဒီနိုင်ငံရဲ့စနစ်နဲ့ထိတွေ့ပြီးတော့လုပ်နေရတာပဲအဲ့ဒီတော့ဒီနိုင်ငံရဲ့ပြည်တွင်းရေးကိုလုံးမစွတ်ဖက်ဘူးဆိုတဲ့အခြေအနေဟာတော့မရှိနိုင်တော့ဒီခေတ်မှာတော့မရှိနိုင်တော့နိုင်ငံဟာတော့ပြောလို့မရဘူးအခုဆိုလို့ရှိရင်တော့ကျွန်မဝိထားတဲ့ခမောက်တို့အင်ဂျီတို့လုံကြီးတို့ကတော့မြန်မာပြည်ပြစ်ပါဟုတ်ပါတယ်ဒါနဲ့နာယီကြတော့မြန်မာနိုင်ငံပြစ်မှာမဟုတ်ပဲ